ဒီပြည်နယ်ပေါ့နေပြည်တော်ကောင်စီအပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်10ခုမှာရှိတဲ့ရက်ကွက်384ခုကျေးရွာအုပ်စု944စုနဲ့ကျေးရွာ2081ရွာအိမ်အောင်စု16200 sorry အိမ်အောင်စု16000 16000 2069စုနဲ့လူဦးရေပေါင်း9သိန်းကျော်နော်9သိန်းနဲ့6069ဦးအပေါ်မှာဘေးတင်ခဲ့ပါတယ်ဆိုသူပြောတယ်ငလျင်ဘေးကတင်ခဲ့ပါတယ်တဲ့အဲ့တော့အဲ့မှာတိတ်ဆုံးသူ3939ပျောက်ဆုံး68ဒဏ်ရာရတာ9104အဲ့လောက်များရှိခဲ့တယ်ဆိုပြီးသူကထုတ်ပြောတယ်ပြောပြီးတော့ဒါပျက်စီးဆုံးရှုံးတဲ့နေရာတွေမှာထပ်ပြီးတော့ဆုံးရှုံးတဲ့ငွေအမောက်ပမာဏကိုသူပြောတဲ့ခါမှာတော့စုစုပေါင်းတန်ဖိုးငွေက3800နဲ့4.549ဘီလီယံဆိုပြီးတော့သုံးသွားတယ်3800နဲ့4.549ဘီလီယံလို့သုံးသွားတယ်ဆိုတော့အဲ့ဒါ29ရက်နေ့ညမှာသူပြောသွားတယ်ဘာလို့သူငလျင်နဲ့ပတ်သက်ပြီးတော့ဒီအလူခံတဲ့ပွဲမှာသူပြောသွားတယ်ဟာပေါ့နော်အထုတ်လူခံတဲ့ပွဲမှာထုတ်ပြန်သွားတဲ့စာပေါ့အဲ့တော့ပျက်စီးဆုံးရှုံးမှုတွေမှာဆိုနေအဆောက်အဦနဲ့အခြားထိခိုက်ပျက်စီးစီအိမ်ကတော့နေရတော့9100နဲ့210လုံးလမ်းလုပ်ငန်း432ခုတရား130ရထားလမ်းပျက်စီးနေရ83ခုရထားလမ်းတရား7စင်းမိုဘိုင်းဆက်သွယ်ရေးစခန်း6930မဟာဒါလိုင်း10လိုင်းဒါလိုင်းတိုင်3435တိုင်10မြောင်း994ခုတာတမန်6ခုဌာနအဆောက်အဦ11338လုံးစေယုံ384ယုံစီကံ364ခန်းရှေးအောင်အဆောက်အဦနဲ့ပြလိုက်ပေါင်း166ခုနော်ခြေကပညာကျောင်း2409ကျောင်းစစ်မြေပညာကျောင်း82ကျောင်းနဲ့ပုဂ္ဂလိကစာသင်ကျောင်း90ဖျားစီရီ6469စုဖုန်းကြီးကျောင်းနဲ့ဒီလိုက်ရှင်ကျောင်းနဲ့အခြားဘာသာရေးအဆောက်အဦပေါင်း9588ခုပုဂ္ဂလိကစက်ရုံအလုပ်ရုံ344ခုတီးနံ88.5 ဧကနဲ့တိလိษံ133,300ကောင်ထိခိုက်တည်ဆုံးပျက်စီးခဲ့တယ်ဆိုတာကိုကျွန်တော်သူ့ရဲ့ဒီ29ရက်ညထုတ်ပြန်ချက်တွေ့ရပေါ့30ရက်နေ့သူလာပြောတဲ့အချိန်မှာတော့ပြောတဲ့ကိန်းကလည်းနောက်တစ်မျိုးဖြစ်သွားတယ်အဲ့ဒါကျွန်တော်လည်းအော်နေတာပေါ့နော်ထားပါတော့ဒီမှာပြောတာစုစုပေါင်းငွေကျပ်3804.549ဘီလီယံလို့သူကပြောခဲ့တယ်ပေါ့နော်ပြောခဲ့ပြီးတော့ကျွန်တော်အဲ့ဒီနောက်တစ်နေ့မှာသူပြောတဲ့ကိန်းကလည်းကိုကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နည်းနည်းတော့စဉ်းစားစရာဖြစ်သွားတာပေါ့နော်ဆိုတော့ဒီမန္တလေးငယ်ကြောင့်တည်ဆုံးသူ3969ဦးလို့သူကရေးသွားတယ်3969တည်ဆုံးသူနော်ခုနကကိန်းကဏ္ဍမှာက3900နဲ့တရက်လေးပဲကွာသေးတယ်နော်တရက်ကလေးပဲကွာသေးတယ်ပထမနေ့မှာတည်တယ်လို့သူပြောတာ29ရက်နေ့မှာ3939ဦးလို့သူပြောတယ်29ရက်နေ့မှာသူပြောတဲ့ကိန်းကဏ္ဍက3939ဦးတည်တာလို့29ရက်နေ့ရဲ့ထုတ်ပြန်ချက်ထဲမှာရေးထားတာအဲ့ဒါအလှခံလက်ခံတဲ့ပွဲအလှခံပွဲမှာလုပ်ငန်းရှင်တွေစီကသူအလှခံတဲ့ပွဲငလျင်နဲ့ပတ်သက်ပြီးအဲ့ပွဲမှာတည်ဆုံးကြောင်းပမာဏက3939ဦးလို့သူကအဲ့ဒီနေ့မှာအဲ့ဒါရေးတယ်ဒါပေမဲ့နောက်တစ်နေ့30ရက်နေ့လည်းရောက်တော့တည်ဆုံးသူကိန်းကဏ္ဍရေးတဲ့အခါမှာ3969ဦးဆိုပြီးတော့ရေးသွားတယ်ကိန်းကဏ္ဍပျောက်ဆုံးသူ130လို့ရေးတယ်ခင်ဗျားတို့အဲ့မှာကဏ္ဍကွဲလွဲမနေဘူးလားလူကြီးကိုကဏ္ဍကွဲလွဲအောင်တရက်ကလေးတည်းမှာတော့ကဏ္ဍကိုကွဲလွဲအောင်လုပ်ပြတယ်ဘလောက်ကွာသွားလဲကျွန်တော်စဉ်းစားလို့မရဘူးပေါ့နော်အဲ့တော့တော်တော်စဉ်းစားခက်တဲ့ကိစ္စနော်အဲ့တော့အဲ့လိုပြောတဲ့အပြင်နော်တွက်ချက်ထားမှုအရာတဲ့နော်3629.238ဘီလီယံပျက်စီးဆုံးရှုံးမှုပေါ့နော်နိုင်ငံလူမှုစီးပွားဆုံးရှုံးတာ3629.238ဘီလီယံဆိုတော့3629ဘီလီယံကျော်ပေါ့ဗျာအဲ့လောက်ဆိုတော့ခုနကပြောတာက3000နဲ့ရှေ့မှာပြောတာ3000နဲ့ပျက်စီးဆုံးရှုံးတာ3800ဆိုတော့ခုနဘီလီယံ200ကွာနေသေးတယ်ထပ်ပြီးတော့ဆိုတော့ကျွန်တော်ပြော29ရက်နေ့ညမှာသူပြောတာနဲ့30ရက်နေ့မှာသူပြောတာနဲ့ဘီလီယံ200ကွာတဲ့ငွေကအမောက်ဆိုကျွန်တော်စဉ်းစားနေတယ်ဒီလူကြီးကို data တွေတင်တဲ့အခါမှာဘသူတွေကဘယ်လိုလုပ်ပြီးတင်နေကြတယ်လို့ကျွန်တော်မသိဘူးနော်တခါကြာရင်ဒါဖြစ်တယ်လားမဖြစ်တယ်လားကျွန်တော်တို့အခုကောင်တာထောက်တော့အချက်ပွဲပြီလူကြီးအချက်ပွဲလို့မဟုတ်ဘူးအဲ့လူကြီးကိုတင်ပေးတဲ့လူတွေပါဘယ်သူတွေမှမတော့ကျွန်တော်မသိဒါပေမဲ့အဲ့လူတွေကလည်းလူကြီးကိုအဲ့လိုမစစ်ဘူးလားကိန်းကဏ္ဍတွေကိုမမှန်ကန်မပေးနိုင်ဆိုတော့ကျွန်တော်စိတ်ပူတာပေါ့နော်ကိန်းကဏ္ဍတော့မှန်ကန်မပေးနိုင်တချို့ information တွေကိုလူကြီးကိုမှန်ကန်ပေးနေတာဟုတ်ရလားဆိုတော့တန်တရားကျွန်တော်တို့မှပူကြီးထွားလာတယ်ဒါခင်ဗျားတို့ဂူပဲကြည့်နော်လူသေးတဲ့ကိန်းကဏ္ဍမှာလည်းခုန3000လူသေးတဲ့ကိန်းကဏ္ဍမှာလည်းကျွန်တော်တို့သူရေးတယ်ပထမနေ့ညမှာ3939လူသေးတဲ့ကိန်းကဏ္ဍကျန်တဲ့ခဏတွေမပြောသေးဘူးနှစ်ခုတည်းလူသေးကိန်းကဏ္ဍရဲ့ခုနဒီပစ္စည်းဆုံးရှုံးတန်ဖိုးနှစ်ခုမှာလည်းတော်တော်ကွာနေတာလူသေးတဲ့ကိန်းကဏ္ဍမှာ3939လို့29ရက်နေ့ညမှာရေးထားတယ်ထုတ်ပြန်ထားတယ်ဘိုးကြီးမရောက်လိုက်ကိုယ်တိုင်သူကိုယ်တိုင်ဟောမှာလူခံတဲ့ဘက်မှာထုတ်ပြောထားတယ်စာရေးဖတ်ပြီးပြောထားတာနော်ပျောက်ဆုံး68ဦးလို့ရေးပြောထားတယ်ခဏကိန်းနဲ့ပြန်မှာနော်ပျောက်ဆုံး68ဦးပြောထားတယ်ဒဏ်ရာသူ9104ဦးလို့29ရက်ညမှာပြောထားတယ်နောက်တစ်ရက်လေးရောက်တော့အဲ့ဒီညီလာခံလေးရောက်တော့သူလာပြောတယ်တည်ဆုံးတာ3969ဦးတဲ့ကဲကိန်းကဘယ်လောက်กว่าပါလဲခင်ဗျာစဉ်းစားတယ်ကျွန်တော်စဉ်းစားကြည့်တယ်ဘယ်လောက်กว่าပါလဲတရက်ထဲကိုတော့กว่าသွားတာ69
69နဲ့ခင်ဗျာစဉ်းစားကြည့်3969နဲ့3939နဲ့ဘယ်လောက်กว่าသွားလဲအယောက်30တောင်กว่าသွားတယ်ပျောက်ဆုံးစင်းရဒီမှာ68ဦးလို့ပြောတယ်နောက်တစ်ရက်130လို့ပြောတယ်ကဲခင်ဗျားတို့စဉ်းစားဗျာတော်တော်စဉ်းစားကြကောင်းတဲ့ကိစ္စပျောက်ဆုံးတော့130ဆိုတော့တော့ကြည့်ဘယ်လောက်กว่าသွားလဲအဲ့ဒီလိုกว่าဟာချက်ကြီးကြီးမှရှိနေတယ်ဆိုတော့နောက်တစ်ခုကိန်းကနန်းခုနဒီထိခိုက်ပျက်စီးဆုံးရှုံးမှုကိန်းကနန်းပြောတဲ့ခါမှာတော့3629.238ဘီလီယံလို့30နေမှာပြောတယ်ဒါပေမဲ့29ရက်နေ့ညမှာပြောတဲ့ကိန်းကနန်းမှာကျတော့ပြောတဲ့ကိန်းကနန်းမှာကျတော့3800ကျော်ဆိုဘီလီယံနဲ့လောက်กว่าနေတယ်အဲ့ဒါလိုกว่าဟာချက်ကြီးဖြစ်နေတယ်ခင်ဗျားတို့ကျွန်တော်ဒါယူရိုလေးပဲပြောတာအဲ့တော့တက်ဆိုင်ရလူကြီးတက်ဆိုင်တာဝန်ရှိသူတွေတော့ကျွန်တော်ဒီလိုပြောရတော့စိတ်ဆိုးကြမှာတော့မသိဘူးရင်းထဲမှာခုလူဖြစ်ကုန်မလားတော့မသိဘူးခင်ဗျားတို့လွဲနေတယ်အဲ့ခင်ဗျားတို့လွဲသွားပြီအဲ့ကြည့်လေလုံးကြအောင်ခင်ဗျားတို့လွဲသွားပြီနော်အဲ့ဒါကြီးတော်တော်ကိုဆိုးဆိုးဝါးကြီးတရက်လေးပဲกว่าတာ24နာရီတော့မပြီးဘူးဒီလူကြီးကိုတရားနဲ့ကိန်းကနန်းကိုတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့မတူဘူးတိုက်မထားဘူးဘလို့လွဲလဲကျွန်တော်သိဘူးအဲ့ဒါကြီးကိုအများပြည်သူ public ကိုကြီးညာတာစဉ်းစားကြည့်ဦးဗျာကဲအောက်ချီမှာဘယ်လောက်လွဲနေလဲဆိုတာစဉ်းစားကြည့်ဆိုတော့ကျွန်တော်ထောက်ပြတာမှားလားခင်ဗျားတို့လည်းတွေးတတ်ပါတယ်ဗျာအုံလို့ရှိတာနော်ဆိုတော့ဒါယူရိုလေးထောက်ပြသူပူဂျုံကြီးပြောတဲ့မိကုန်းကိုခဏထားအောင်ဒါရိုးစက်ချက်ထောက်ပြအဲ့တော့ပြီးတော့ကျွန်တော်တို့ဒီမှာပူဂျုံကြီးကပြောတယ်သူကမ္ဘာ့ဘဏ်ကိစ္စပေါ့သူဒီပြည်ဆုံးချုံမှုကိုသူအဲ့ညမှာပြောတာ3600ကျော်ပထမ29ရက်နေ့မှာ30ရက်နေ့မှာပြောတာက3800ကျော်ဒီဘက်ကျတော့3600ကျော်လို့ပြောတယ်ဆိုတော့အဲ့မှာဘီလီယံနဲ့ကွာနေသလိုသူက30ရက်နေ့မှာသူပြောတဲ့အချိန်မှာတော့ကမ္ဘာ့ဘဏ်ကိစ္စသူထည့်ပြောတယ်ကမ္ဘာ့ဘဏ်ကခန့်မှန်းထားတဲ့10.9ဘီလီယံစားတော့ထားတော့အဲ့လောက်10ဘီလီယံကျော်ဒေါ်လာ10ဘီလီယံကျော်လောက်တိကျဆုံးရှုံးမှုရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်ခန့်မှန်းထားတယ်ခန့်မှန်းထားတဲ့အောင်ကြည့်အဲ့ဒါကိုကျတော့သူကဗာပြန်ပြောလို့ဆိုကိုကျိုးကြီးသူ့မိကုန်းမှာထည့်ပြောတယ်ကမ္ဘာ့ဘဏ်ကတော့တဲ့ခန့်မှန်းတာပေါ့တဲ့ကမ္ဘာ့ဘဏ်ကတော့တဲ့ဒါစပြီးတိဆောက်တဲ့ကာလတွေကိစ္စတွေနဲ့ထည့်ပြီးခန့်မှန်းနေတာပေါ့တဲ့သူကပြောချင်တာကကမ္ဘာ့ဘဏ်မှန်းတာတော့သူမညနေမှန်းတာပါဆိုပြီးတော့ငါတို့ပြည်တွင်းက local ကတော့ဒါအမှန်ဆိုပြီးတော့သူကိုကျိုးကြီးကပြောတယ်ဟိုပွင့်လိုက်ပြန်တော့ကျွန်တော်ကမ္ဘာ့ဘဏ်မှန်းတယ်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကမ္ဘာ့ဘဏ်ခန့်မှန်းတဲ့10ဘီလီယံနဲ့မြန်မာကမှန်းတဲ့3800ထားပါ3800 3600လားထားသူတို့ပဲပြောတာအဲ့ဘီလီယံနဲ့ကွာချက်ကတော်တော်များကွာနေတယ်တော်တော်ကွာနေတယ်အဲ့ဒါလေအဲ့ဒါတော်တော်ခင်းခင်းနဲ့ကွာနေတော့ဟိုဘယ်သူမှနဲ့မနေဆိုတဲ့တခုခုတော့ဟိုကျွန်တော်တို့ဒီတခုခုတော့တနေရာမှာတော့တခုခုတော့လွဲချော်နေတော့သိကြတယ်အဲ့လိုတော့တွေ့အဲ့ဒါပုံစံကြီးပြောတဲ့ခေတ်လေးပေါ့နော်